မင်္ဂလာပါဗျအခုတစ်ခေါက်ဖတ်ပြသွားမှာကတော့ဆရာကြီးတကုံရွှေများနဲ့ပကြီးဦးကိုကိုလေးတို့ရဲ့တန်ကောင်းစုံမင်းသားဆိုတဲ့ဇာတ်လမ်းလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ခင်ဗျာမိတ်ဆွေကြီးတကုံရွှေများခင်ဗျာလွန်ခဲ့သော3နှစ်ခန့်ကတပိတ်ချင်းဘူထဲမှာကျွန်တော်နဲ့တွေ့ခဲ့ရတာကိုမှတ်မိပါလိမ့်မယ်မိတ်ဆွေရေးသားသောဝိထုဆောင်ပါများကိုသတင်းစာနဲ့မဂ္ဂဇင်းများတွင်အစင်မပြတ်ဖတ်ရှုရပါတယ်။မကြာသေးမီကအလွန်စိတ်ဝင်စားဖွယ်ကောင်းသောဇာတ်လမ်းတစ်ပုဒ်ကိုတွေ့ရှိရပါသဖြင့်မိတ်ဆွေကြီးထံပို့ပေးလိုက်ရပါသည်ခင်ဗျာ။ကျွန်တော်အုပ်ချုပ်ရသောအေယာဝတီမြေလက်ရဘက်ကံကဘိုးရွာကြီးထံမှမုတ်ဆိုးတယောက်မဲလိုက်သွားရင်းကခြုံကြီးတစ်ခုအတွင်းဇီရီပြက်ထဲမှခေါင်းတစ်လုံးနဲ့လူရိုးစုများတွေ့ရကြောင်းစာရသဖြင့်ကျွန်တော်ကိုယ်တိုင်တွားရောက်၍လေးလာကြည့်ရှုရန်ကဘိုးရွာတကြီးအားရွာကန်နောက်လက်ဖော်2ယောက်နှင့်လေတစီအပြင်လမ်းပြရန်အတွက်၎င်းမုတ်ဆိုးကြီးကိုပါကျွန်တော်နဲ့အတူလိုက်ပါရန်ကြိုတင်မိစဉ်ခဲ့တယ်။ကဖိုးရွာသို့ဆက်ရောက်သည်နှင့်တကြီးနှင့်ရွာသားများကလာရောက်ကြိုဆိုကြတော့တယ်။နောက်တစ်နေ့မှာတကြီးနှင့်တကွရွာသား2ယောက်လမ်းပြမုတ်ဆိုးကြီးနှင့်အတူကဖိုးရွာမှလှဲဖြင့်စတင်ထွက်ခဲ့ကြတော့တယ်။ခရီးတန်ကြာသွားမိသောအခါတောတောင်ရှူများထူထပ်လာပြီးလှဲမှာရှေ့သို့မောင်းနိုင်တော့ပဲရှိသဖြင့်ခြေချင်းဆင်း၍ရှောက်ကြရပြီးနှစ်ဖာလုံးတသားရှောက်မိသောအတန်ငယ်ရှင်းလင်းထားသောခြုံကြီးတစ်ခြုံကိုတွေ့ရတယ်။ခြုံတွေများကိုအတော်တန်ရှင်းလင်းမိသောအခါရေစားသားသည့်ဘက်မှအပေါက်ကိုပို၍ကျေစေရန်တအူးများဖြင့်အုပ်ကျိုးများကိုကော်၍ထုတ်ကြရတယ်။အပေါက်မှာလူတစ်ယောက်ခေါင်းစွာဝင်နိုင်တော့ပြီဖြစ်၍လက်နေဓာတ်မီဖြင့်ကျွန်ုပ်ကဥဆောင်ရင်ဝင်ခဲ့ကြတော့တယ်။ထိုအခါတန်ကောင်းစောကြီးနှင့်ဖျောင်းလုံးကြီးကိုယူ၍ပြန်ခဲ့ကြတယ်။ရွာသို့ရောက်၍ဖျောင်းလုံးကိုခွာကြည့်သောအခါတွင်ပေစာများကိုဖတ်ရှုကြည့်ရာအလွန်စိတ်ဝင်စားဖွယ်ကောင်းလာသဖြင့်မိတ်ဆွေကြီးထံပေးပို့လိုက်ရပါတယ်။ဤစာရေးသူကျွန်ုပ်ဗလာကျော်စွာသည်ဇေယတိန်ခမျိုးကြီးကိုစိုးစံတော်မူသောရာဇာမင်းခေါင်မင်းတရားကြီး၏တက်တော်ရှိအမတ်အဖြစ်နှစ်ပေါင်း20ပြီးနီးပါးများအမှုတော်ကိုထမ်းရွက်ခဲ့၏မင်းကြီး၏တောင်တန်းဆန်မဟီသည်မိဖေခေါင်ကြီးမှာရင်းချက်ခမ်းနားတည်ကြည်သောအသွင်အပြင်ကျမ်းရင်လက္ခဏာရှိပြီးလျှင်တီလာသမารီနှင့်ပြည့်စုံ၍မြောင်နှန်းဆန်မိဖုရားလေးမှာအရွယ်နှူးပျော်၍ချောမောလှပခြင်းကြောင့်မင်းကြီးသည်မေတ္တာပို့ခဲ့ကအလိုများစွာလိုက်လေတယ်မြောင်နှန်းဆန်မိဖုရားနှင့်တင့်တယ်သောအမတ်များထဲတွင်မင်းလက်ဝဲကအရေးပါဆုံးဖြစ်ပေတယ်တောင်နှန်းဆန်မိဖုရားကြီးတွင်မူကျွန်ုပ်ဗလာကျော်စွာတဦးတည်းသာယုံကြည်ကိုးစားအားထားရသူဖြစ်တယ်။တနေ့မှာတောင်နှန်းဆန်မိဖုရားကြီးကမနေ့ကအိမ်မက်ထူးတစ်ခုမတ်တော်မူတဲ့အမတ်ကြီးနန်းတော်ထိပ်ဖျားမှာနေနှစင်းအပြိုင်ထွက်နေတယ်ပြီးတော့နေတစင်းဟာရုတ်တရက်ပျောက်ကွယ်သွားတယ်။သားကောင်းရတနာမြတ်ထွန်းကားမဲ့နမိတ်ကောင်းမှာကျွန်တော်မျိုးကြီးလဲခရီးထွက်ရန်ရှိ၍အရှင်မိဖုရားကိုယူဆိုင်ကြရန်စီမံခဲ့ပါမယ်။ဤချိန်၌တောင်နှန်းနှင့်မြောင်နှန်းမိဖုရားနှစ်ပါးစလုံး၌ကိုရင်ရင့်မာနှင့်ရှိကြတယ်။ထို့နောက်ကျွန်တော်သည်မိုင်းသားရက်သို့အခွန်တော်ကိစ္စနှင့်ချီတက်ခဲ့ရလေတယ်။9ရက်မြောက်သောနေ့ညနေတွင်ကျွန်ုပ်သည်မြို့သို့ပြန်ရောက်ခဲ့လေရာနန်းတွင်မှာကိစ္စတစ်ခုတော့အေကန်ဖြစ်နေပြီထင်တယ်။ရည်တင်နနက်ကပင်မိဖုရားနှစ်ပါးစလုံးသားတော်တစ်ပါးစီဖွားမြင်တော်မူပြီးတောင်နှန်းမိဖခေါင်ကြီးမှာမိဖွားရင်းနှက်ရွာဆန်တော်မူကြောင်းပါဖေဟာအကျိုးတော်နေကုန်ပါပြီကွာဒါနဲ့သားတော်ကလေးကရောသားတော်ကလေးဟာဝမ်းတွင်တွေကကန်တော်ကုန်ခဲ့ရှာတယ်ဖေဟာမိဖရဲ့ခေါင်ကြီးဆောင်သို့ဝင်ခဲ့ရာကျွန်ုပ်ရင်ထဲ၌တန်တရားတစ်ခုဖြစ်လာသည်နှင့်အိမ်သို့ပြန်ခဲ့ပြီးအထိန်တော်ကြီးအားခေါ်စီကားမှန်နာပြောစမ်းသားတော်လေးပဲမှလေအသက်ချမ်းသာပေးပါသားတော်လေးကိုမင်းလက်ဝဲယူသွားကြောင်းပါသားတော်လေးကိုအိုးထဲထည့်ပြီးရေစိတ်အမျောခိုင်းတာကြားလိုက်ရပါတယ်ဖေဟာချက်ချင်းကျွန်ုပ်သည်အရက်သားရောင်ဆောင်၍မြင်းကိုတစ်ကြမ်းနှင်ပြီးလိုက်ခဲ့ရာရေအိုးနဲ့လူတစ်ယောက်ကိုမတွေ့လိုက်ဘူးလားဗျတွေ့လိုက်တယ်ဗျို့မြစ်စိတ်ဘက်ကိုသွားတယ်လူ2ယောက်နဲ့ဗျဟေးရက်ဆိုတာမကြားဘူးလားဟာမင်းကြီးပါလားဟိုရေအိုးကိုအမြန်ယူခဲ့စမ်းမှန်လားပါမင်းလက်ဝဲမိတ်နဲ့လှုပ်ရပါတယ်တနာသဖြင့်ချမ်းသာပေးပါဖေဟာဒီအကြောင်းကိုမြည်သူတဦးတယောက်ကိုမှမပေါက်ကြားစေနဲ့သိလားတို့နှင့်ကျွန်ုပ်လည်းလှေစိတ်ဘက်ရောက်လာပြီးဘာမှမကြောက်ကြနဲ့ကလေးရဲ့မိကမျက်နှာမြင်ပြီးချက်ချင်းဆုံးသွားလို့ကျုပ်ကလည်းမမွေးနိုင်တဲ့အတွက်လာပေးရတာပါကလေးကိုမွေးပြီးဒီမြလက်စုပ်ကိုယူကြပါကျုပ်တို့မှလည်းသားသမီးမရှိတာနဲ့အတော်ပါပဲစိတ်ချပါကောင်းစွာမွေးပါမယ်ခမည်းတော်ဘယ်ရက်ကလဲတကောင်မျိုးကပါလှေတကြီးဥဒူဝန်နဲ့ဒေါ်စာအုပ်ဆိုရင်လူတိုင်းသိပါတယ်ကျုပ်မိမောင်ရောက်ပါတနေ့တစ်ခါသားကလေးကိုလာကြည့်ပါမယ်ခိုင်းသွားမယ်နောက်တစ်နေ့နဲ့ညီလာခံသို့ကျွန်ုပ်တက်ရောက်ပြီးလျင်မိဖရဲ့ခေါင်ကြီးနဲ့ရွာဆန်ခြင်းအတွက်များစွာစိတ်မချမ်းသာလာပါဖေဟာကျ
ကျွန်တော်မျိုးကြီးမိုင်းသားတို့ခြေတရားတိကိစ္စလဲအားလုံးပြည့်ပြည့်ချောမောကြောင်းပါဖေဟာမိဘရဲ့ခေါင်းကြီးဇာဗနာကိုဗလားကျော်စွာနဲ့မင်းလက်ဝဲနှစ်ဦးကကြီးမှုပြီးကောင်းစွာတကြိုကြမောင်မင်းများမြောင်နှန်းဆန်မှာတောင်နှန်းဆန်မိဖုရားကြီးဖြစ်တိုးတက်ချီးမြှင့်ခြင်းခံရလေသည်မင်းလက်ဝဲမှာလည်းတကူအာနာကြီးမားလာ၏မိဘရဲ့ခေါင်းကြီးချွေရန်တင်ပင်ဟောင်းများမှာမင်းလက်ဝဲကိုပြပြဝေးကြောက်ကြရတယ်အမှန်ဆိုလျင်မိဘရဲ့ခေါင်းကြီးသားတော်လေးကသာခံစားဆန်စားဖို့ပဲခုတော့မြောင်နှန်းရဲ့သားကခံစားနေရတယ်မနေဘူးတနေ့ကျရင်မိဘရဲ့ခေါင်းကြီးသားခံစားရအောင်ငါကြံမယ်တနေ့တစ်ချိန်ကျွန်ုပ်ဤလူယုံတော်များကိုတကောင်းမျိုးသို့လွတ်ကမိဘရဲ့ခေါင်းကြီးသားတော်လေးကြောင့်စုံစမ်းစီခဲ့တယ်၃နှစ်အကြာတွင်အထက်နေကြားတစ်တော်များကိုတွားရောက်စစ်ဆေးခွင့်ပြုရန်မင်းတရားကြီးအားလျှောက်ထားခဲ့ပြီးမင်းတရားကြီးခွင့်ပြုချက်ရသည်နှင့်ကျွန်ုပ်သည်တပည့်တပန်းများနှင့်အတူစင်ရဲသားဟန်ဆောင်၍တကောင်းမျိုးလှေတကြီးလင်မယားထံလာရောက်ခဲ့ကြလေတယ်။သားတော်လေးမှာမြောင်နှန်းဖွားသားတော်လေးနှင့်ရုပ်ချင်းခတ်ဆင်ဆင်ရှိသည်ကိုကျွန်ုပ်သတိထားမိ၏။နာမည်ပေးပြီးပလား။ဟုတ်ကဲ့မောင်နာကလို့ပေးထားပါတယ်။သူ့လက်မောင်းမှာငကားရုပ်မှတ်လေးပါလို့ပါ။ကလေးကိုကောင်းကောင်းပညာသင်ပေးပါ။ရော့ငွေတစ်ထောင်။ကဲကျွန်ုပ်ပြန်လိုက်အောင်မယ်။မျိုးတို့ပြန်၍မြောင်နှန်းမိဖုရားထံရောက်တော့ရုပ်ချင်းတော့တထေရတယ်ပဲ။ဒါပေမဲ့စိတ်ထားခြင်းတော့မတူကြပေဘူး14နှစ်ကျော်15နှစ်ခန့်ရှိလေပြီကျွန်ုပ်သည်မောင်နှကာလေးထံနောက်ထပ်မရောက်တော့ပြီသို့သောလူယုံများကိုမူနှစ်စဉ်လှူ၍စုံစမ်းစီခဲ့ရာဆရာရင်ဖုံးတော်ကြီးကစာပေကျမ်းဂန်တို့သာမကဓာရေးလံရေးကိုခံပညာကိုစနစ်တကျသင်ထားလို့အခုဆိုမောင်နာကာလေးကလူပြိုဖားဖားကြီးဖြစ်နေပြီမြင်းစီဓာတ်ခုတ်အလွန်ကျွမ်းကျင်ဆိုပဲမင်းကြီးရဲ့တနေ့ကျငါအကြံအောင်တော့မပေါ့ကွာမြောင်နှန်းဆန်ဤသားတော်လေးလေအရွယ်ရောက်ပြီဖြစ်သည်ဖြင့်ဘရင်ကြီးသည်အားကိုးပြုတော်မူသည့်အတိုင်းအင်းရှိမင်းသားအဖြစ်မြောက်စားလျက်ဘရင်ကြီးမှာတက်တော်ကြီးရင်မည်ဖြစ်၍ကုသိုလ်ကောင်းမှုပြုလုပ်ကနေတော်မူ၏တိုင်းရေးပြည်ရာတို့ကိုအင်းရှိဥပယာစာနှင့်သာလွှဲအပ်ထားရာကျွန်ုပ်နှင့်မင်းလက်ဝဲတို့မှာအတိုင်းပင်ခံအမတ်ကြီးများဖြစ်ကြတယ်တိုင်းရေးပြည်မှုမရှိ၍အားလက်သောအခါများတွင်ကျွန်ုပ်ကမင်းသားလေးအားဓာခုတ်လှန်ထိုးစင်စီမြင်းစီအတက်တို့ကိုလေးလာရန်တိုက်တွန်း၍မင်းလက်ဝဲကမူကားတေရီတေရက်မိမငယ်များနှင့်ဖျားယောင်း၏တနေ့တ၌ကျွန်ုပ်သည်အိမ်သို့ပြန်ရောက်တွင်ဘလို့အကြောင်းများပါလဲအမေကြီးအမေအိုကသူ၏သမီးကလေးမျိုးပြင်ရီတွင်၌ရေခတ်နေစဉ်မင်းသားလေးနှင့်အပေါင်းဖော်တစုကအတင်းဘလက်ကာယပြု၍ဆွဲငင်သွားကြောင်းပြောပြ၏အမေငါသမီးတန်ပါလားသမီးအောင်မလေးဗျတစိတ်ကဲပါဖေဟာအမေကြီးရဲ့သမီးပြန်ရပါစေမယ်အဖိုးကြီးရဲ့ဒဏ်ရာအတွက်လည်းရောစည်းရပါစေမယ်၃ရက်မြအကြာတွင်ကောင်းစွာမကျန်းမာဖြစ်တော်မူသောဘုရင်ကြီးထံအခါစားဝင်ရင်မင်းသားလေးစိုးသွမ်းပုံကိုအရေးမွက်လျှောက်ထားလေရာသားတော်လေးဟာဒီလောက်စိုးသွမ်းမယ်မထင်ပါဘူးမင်းလက်ဝဲလေးကြည့်ပြီးစုံးမတာပဲငါကိုတော်မြတ်လေးကောင်းစွာမမာဘူးသားတော်လေးကိုသူမတော်စောယူမီနဲ့လက်ထပ်ပေးမယ်လို့စီမံထားတယ်ဒီဘဲရင်နေစားရဲ့သမီးတော်စောယူမီလေးဟာမိဖုရားဖြစ်တတ်တဲ့ရုပ်ဆင်းအင်္ဂါနဲ့ပြည့်စုံကြောင်းပါဖေဟာကျွန်ုပ်သည်မင်းလက်ဝဲနှင့်တွေ့ဆုံသောအခါများ၌ဘယ်နဲ့လဲမင်းကြီးကျော်စွာမင်းကလေးနှင့်စောယူမီကိုလက်ထပ်ထိမ်းမြမယ်ဆိုတာဘလို့သဘောရလဲလျော်ကန်သင့်မြတ်သားပဲစောယူမီလေးဟာအကျင့်စာရိတ္တနဲ့ပြည့်စုံတဲ့မင်းကလေးပဲကျုပ်ဖြင့်တဲပြီးသဘောမကျဘူးဗျာတိုင်းရေးပြည်မှုမှာအကျင့်စာရိတ္တကောင်းပြီးဥပုသ်ဆောင်နေလို့ကြီးမပြီးသေးဘူးမိဖုရားဆိုတာဘရင်ကိုအကြံပေးညံကူပေးတော်မူမှတင့်တော်တာဘရင်ကြီးကသူ့တူမတော်ကိုသူကြည့်ပြီးစီမံတာသူ့ကံနဲ့သူ့ကြောင်းပေါ့ဗျာဘရင်ကြီးယောဂမှာတက်တာသည်ဟူ၍မရှိပဲတိုး၍လာခဲ့ရာဘာဖျားမရှိတဲ့နောက်တူမတော်စောယူမီနဲ့ရွှေလွယ်တွဲပြီးဗိသိက်ပွဲခံယူရမယ်သားတော်မောင်ဟောဒီမင်းကြီးဗလာကျော်စွာနဲ့မင်းကြီးလက်ဝဲတို့ကိုအဖအရာထားပြီးတွင်တင်ဆုံးမတဲ့စကားကိုနားထောင်ရစ်ပြီးတော့သားတော်မကြာမီဘရင်ကြီးနတ်ရွာဆန်တော်မူလေသည်မင်းသားလေးသည်ဇေယမင်းခေါင်ဟူသောပွဲဖြင့်နန်းတက်တော်မူသည်နန်းတက်ပွဲဖြင့်မြို့တွင်မြို့ပြင်မကျန်းပွဲလန်းသဖြင့်ကြီးကျယ်စွာပြုလုပ်လေသည်နန်းတော်အတွင်းပွဲကြီးဆောင်အတွင်း၌မူမဲယူပါ၏အလှနှင့်အကများကိုမင်းပြိသက်တို့ရှူစားကြလေရာရွှေလာတာတာရွှေကညာတူရဲ့ကြောင့်ရွှေနသားမလူးနိုင်ဘူးဖူးချင်လှမောက်မြန်နာချူးတင်စားညောင်ဆက်ရာမှဆောင်းလျက်သားဆွေးတယ်လေအိုးမောင်ရဲ့ပြေးမြင်လေပါမဲယူပါအခန်းပြီးသည့်နောက်မင်းဖျားကြီးဒီနေရာကနေပြီးတော့အတွင်းကို
ကြည့်တော်မူပါဖေဟာမင်းကလေးကတော့မင်းလက်ဝဲကြောင့်တောကိုပျက်စီးနေပါပေါ့လားတဏီသောညီလာခံသဖြင့်၌ရွှေတိုက်တော်မှာဘန္နာတော်အတော်နှဲပါနေတဲ့အတွက်အခွန်တော်ထက်ဝက်တိုးပြီးကောက်တင်ကြောင်းပါနန်းတက်ပွဲမှာတိုင်းသူပြည်သားတွေဟာပျော်ပွဲရှင်ပွဲတွေကြောင့်ငွေကုန်လူပန်းဖြစ်နေပါတယ်အခွန်တော်မတိုးတင်ပါထက်ဝက်မတိုးလျင်မဖြစ်ကြောင်းမှာဘန္နာတော်နဲလျင်တိုင်းပြည်အုပ်ချုပ်ဖို့ခက်ခဲပါလိမ့်မယ်အခွန်တော်တိုးဖို့မဖြစ်ရင်လေလေးပုံတစ်ပုံလောက်ပဲတိုးတင်ကြောင်းပါဖေဟာအခွန်တော်ထက်ဝက်တိုးကောက်စီ15ရက်ခန့်ကြာလက်တော့ကြောက်နီတွင်များနှင့်ပတ်သက်၍ကျွန်ုပ်ခရီးထွက်ပြီးနောက်မြို့သို့ပြန်ရောက်တွင်အခွန်မပေးနိုင်တာများဒီလောက်နှိမ့်ဆက်ရသလားဒါဘရင်အမိန့်လားမြို့ဝန်သဘောနဲ့လိုရတာတိုးလိုက်တဲ့ခွန်ကလည်းလွန်မာရောမရှိတော့လည်းမပေးနိုင်ဒီတော့အသက်ဖဲအသေးခံရုံပေါ့ဗျာမင်းကိုနောက်ဆုံးမေးမယ်အခွန်ဆောင်မလားအသက်အသေးခံမလားမတရားလို့မပေးနိုင်ဘူးဗျာဒါပဲဖြည့်အောင်ရှာပေးလိုက်ပါသားရဲ့ကျွေးတင်ရင်အမေဆက်ပါမယ်ဒီကောင်အတော်ကောင်းပါတယ်ဟေ့ဖွားကြီးကိုခေါ်သွားကြစမ်းတာအမေသားအာနာသားများကအမေအိုကိုကျိန်ဖြင့်ရိုက်နှက်ဆွဲထုတ်သွားပြီးနောက်မျိုးဝန်ဤအမိန်အတိုင်းမြင်းများကိုနှင်၍အဆုံးစီရင်လိုက်ကြ၏ကျွန်ုပ်အိမ်သို့ပြန်ရောက်တော့အခွန်မပေးတဲ့စည်ရင်သား21ယောက်ကိုလည်းကြီးတိုက်ထဲမှာပဲချုပ်ထားတယ်မင်းဖျားကြီးကြည့်လို့ပါအောင်အမိန်တော်ကိစ္စကမင်းလက်ဝဲနဲ့ဆိုင်နေငါလည်းဘာမှမတတ်နိုင်ဘူးထိုနေ့သည်ဘရင်လေးဦးကောင်းစေးမင်္ဂလာရေတပင်ပွဲအခါပေသည်ဘရင်လေးသည်မြစ်စိတ်ဦးကောင်းစေးမင်္ဂလာပွဲဆင်းတွင်ဝေါ်တော်သို့ရုတ်တရက်မြားဖြင့်ပြစ်ခံရသဖြင့်မြားလာရာဘက်သို့ကျွန်ုပ်တို့တရကျန်လိုက်ကြရာလူမရှိသောအိမ်ပြက်ကြီးသာလျှင်တွေ့ရ၏လုံးကြံသူကိုမတွေ့ရပါဖေဟာဘာမှမစိုးရင်တော်မူပါနဲ့ဆက်လက်ကြွချီတော်မူပါနောက်တစ်နေ့တွင်ကျွန်ုပ်သည်စောယုမေ၏အဆောင်တော်ကိုသွားပြီးနေရဆန်ဖုံးတော်ကြီးဖေဟာမင်းရှိတဲ့အတိုင်းတူမတော်နှင့်ဘရင်လေးကိုလက်ဆက်ပြီးဗိတ်သိက်ခံဖို့အမြန်စီစဉ်မှကောင်းလိမ့်မယ်ဘရင်လေးရဲ့တက်ငယ်တော့အနားမှာကြည့်ရှုပြီးထိမ့်သိမ့်ပြီးမိဖုရားကောင်းလိုနေပြီဒါတွေထားပါအောင်ဘဘကြီးရဲ့မောင်တော်ဟာဇမင်းသမီးမယ်ယူဖကိုအင်မတန်ရေးပေးနေတယ်ဆိုပါလားမယ်ယူဖကိုမိဖုရားမြောက်ဖို့တောင်ရည်ရွယ်နေရလို့တွင်စကားကြားရတယ်မယ်ယူဖကိုဘရင်လေးကအရေးပေးနေတာတော့မှန်တယ်မိဖုရားမြောက်ဖို့တော့ဘယ်ဖြစ်နိုင်မလဲကွယ်ဘဘကြီးကမဖြစ်နိုင်ဘူးပြောနေပြီမဲ့ဘာတတ်နိုင်မှာတော့မင်းလက်ဝဲကျိုးဆွဲရမောင်တော်ကလိုက်နေရတာဒါကြောင့်တူမာလေးနဲ့လက်ဆက်ဖို့အမြန်ပြီးအောင်ကြိုးစားနေရတာပေါ့စဉ်းစားပြစီအောင်ပါရဲ့တနေ့ဘရင်လေးသည်တိုင်းရေးပြည်ရာကိစ္စတစ်ခုကြောင့်ခရီးထွက်တော်မူရာလမ်းတွင်ရုတ်တရက်ရန်သူတို့၏တိုက်ခိုက်ခြင်းကိုခံရပြန်တယ်တက်သားများတဟုန်ထိုးလိုက်ကြတယ်ရှားဟေးရှားဒီကောင်တွေခုဝေးပြေးကြတာတွေ့အောင်ရှားစမ်းဤသို့ဖြင့်ဘရင်လေး၏တက်ကိုရန်ရှာသူများရှိသည်ကိုသိနေရပြီဖြစ်၍ဘရင်လေးတော့တော်တော်ကြောက်နေတယ်နန်းတွင်တွေကကိုမထွက်ဝင်အောင်ဖြစ်နေပြီဗျဘရင်လုံနေရင်ထွက်တဲ့ကိစ္စရှိရင်ထွက်ရမှာပေါ့ဗျာနန်းတွင်တွေမှာကြီးအောင်းနေလို့ဘယ်ဖြစ်မလဲဒီမေးဗျကျုပ်ကြံတစ်ခုရတယ်ဘရင်လေးနဲ့တူတဲ့လူတစ်ယောက်ကိုရှာပြီးထွက်เสียရှိရင်အဲ့လူကိုဘရင်လေးရောင်ဆောင်ပြီးထွက်ခိုင်းရင်မကောင်းဘူးလားငွေကြီးလုံလောင်တဲ့တနိုင်ငံလုံးရှာရင်တွေ့ရမှာပေါ့မင်းလိုက်ဝဲရဲ့ဒီအတွက်ကကျုပ်တာဝန်ထားစမ်းပါဗျဟာဒီလိုဆိုသိနေရကြတာပေါ့မင်းကြီးကျော်စွာရဲ့ငွေကုန်ချင်းကုန်မစီရွှေတိုက်တော်တွေကလိုတလောက်သားထုတ်ယူရအောင်သာစူးစားဗျာမရအောင်ကျုပ်ရှာပါမယ်ဒါပေမဲ့ဒီကိစ္စကိုဘရင်လေးရဲ့မင်းလိုက်ဝဲရဲ့ကျုပ်ရဲ့ဒီ3ဦးပဲသိရပါစေမယ်နော်အထူးလှုပ်ဝက်မှာဖြစ်မယ်တို့နှင့်ကျွန်ုပ်သည်မောင်နာကအားနေပြည်တော်သို့ခေါ်ယူရန်စီစဉ်ရတော့သည်ကျွန်ုပ်၏ထောက်တော်သည်မောင်နာကကိုလှုပ်ဝက်စွာအမြဲစုံစမ်းနေခဲ့ရာယခုအခါမောင်နာကသည်မွေးစားမိဘများသည်ဆုံး၍တပည့်3-4ဦးနှင့်တရက်တကြီးတွင်တောင်သူလောက်ကင်လျက်ရှိလေသည်ကျွန်ုပ်၏ထောက်တော်ကိုရဲမှန်25ယောက်နှင့်မောင်နာကတွားရောက်၍ခေါ်စီရာမောင်နာက၏လက်ယုံစွမ်းပကားကောင်းစွာတည်သဖြင့်ရဲမှန်များကိုတော်ရာတွင်ဝက်ခဲ့ပြီးလျှင်ဧည့်သည်ကတွေ့ကျင်လိုတဲ့ကျွန်ုပ်ဟာစင်းရဲသားရောင်ဆောင်လာပေမဲ့စစ်ဗိုလ်တယောက်ပါပဲမောင်နာကမြို့တော်ကိုလိုက်ပြီးစစ်မှုတန်းစီလိုတယ်မလိုက်ချင်ပါဘူးဗျာကျုပ်တို့တောသားဆိုတာတောမှာပဲနေတာအေးပါတယ်မလိုက်ချင်တော့မဖြစ်ဘူးဘရင်အမိန့်နဲ့ရအောင်ခေါ်အားလိမ့်မယ်တက်နိုင်ရင်စမ်းကြည့်ပါလားဗျကျုပ်ကြောင့်တိသွားမယ်ကိုင်းဖမ်းကြစမ်းဟိဟာဟိကိုနာကကိုဝိုင်းဖမ်းနေတယ်ဟိဗလာနဲ့ဝနမြင်လာကြစမ်းဗလာဝနစက်ကတီဟာတို့ရောက်လာတော့အခါ
ရန်ပွဲမှာပို၍အသက်ဝင်လာတော့သည်သို့သောပိုက်ကွန်တစ်ခုသည်မောင်နာကပေါ်သို့ရုတ်တရက်ဟေ့မင်းတို့ဆရာအသက်ကိုနှမျောရင်အားလုံးအေးအေးဆေးဆေးဖန်ကန်ကြဒါပဲထို့နောက်မောင်နာကနှင့်အဖွဲ့အားနေပြည်တော်သို့ခေါ်ဆောင်သွားကြလေတယ်အလွန်တတိကောင်းတဲ့တငယ်ပါဖေဟာကျွန်တော်တို့သူ့အလစ်မှာခေါင်းရိုက်ပြီးဖမ်းခဲ့လို့သာရခဲ့တာပါဖေဟာ9 ရက်ခန့်ကြာတော့အခါကျွန်တော်ကိုဘာဖြစ်ရှိလို့ဖမ်းရတာလဲဘဘရဲ့ဘဘတို့မှာအင်မတန်အရေးကြီးတဲ့ကိစ္စရှိလို့မောင်ကူညီလိုတဲ့အတွက်ခုလိုလုပ်ရတာပါထိုခိုက်မင်းလက်ဝဲရောက်လာပြီးဟာတကယ်ကိုရွေးမရအောင်တူတာပဲမင်းကြီးကြော်စွာနဲ့ရှာတတ်မှရှာတတ်ပလေဘလို့များလဲခမကျွန်တော်တော့နားမလည်နိုင်အောင်ကိုဖြစ်နေတော့တာပဲဒီလိုကွကျုပ်တို့ဘရင်လေးနဲ့မောင်နဲ့ကရုပ်ချင်းခွဲမြအောင်တူတယ်ဘရင်လေးဟာနေရာတကာမထွက်တင်ဘူးအဲ့ဒါကြောင့်တချို့နေရာမှာမောင်ကိုဘရင်လေးရောင်ဆောင်ပြီးထွက်ပြေးဖို့ပဲဒါနဲ့မောင်ရင်တစ်ခုသိထားမှာကဒီကိစ္စကိုမောင်ရဲ့ကျုပ်ရဲ့မင်းကြီးဗလားကျော်စွာရဲ့ဘရင်လေးရဲ့ဒီလေးယောက်ကလွဲပြီးဘယ်သူမှမသိစေရဘူးနော်ဘဲနဲ့လဲဆိုတော့ကျမ်းမာလာပြီလားမှန်လားပါကဲမောင်နာကဒီဝစ်စားတွေဝစ်ကြည့်စမ်းပါဦးကွယ်မောင်နာကနှင့်အကြည်လဲနားလည်မှုရရှိခဲ့သဖြင့်ဘရင်လေးရှိသို့မောင်နာကကိုအခါစားရောက်စေတယ်